ဒီဇလန်လေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်လောက်ကဖြစ်ပျက်သွားခဲ့တာပါအဲ့ဒါကတော့မြို့ပြနဲ့အလံဝေးလာပြီးတော့တောင်တန်းဒေသတစ်ခုထဲမှာရှိတဲ့တောအုပ်ထဲမှာစံပါနဲ့နောင်နောင်ဆိုတဲ့ညီကိုနှစ်ယောက်ကတောထဲမှာတောရင်းပစ္စည်းတွေသွားချရင်ပြန်လာခဲ့ကြပါတယ်တော်သေးတယ်ကိုကျွန်တော်တို့ဒီမီးတွေကိုကြော်ဖြတ်နိုင်ခဲ့လို့မဟုတ်ရင်တော့မလွယ်ဘူးမီးရှင်ကလည်းတော်တော်ပြင်းနေဗျကိုကိုတေးပြီလို့တောင်ထင်တာဟုတ်တယ်ငါညီအကိုလည်းဒီမီးကိုမကြော်နိုင်ဘူးလို့ထင်ခဲ့တာအကိုတို့တော်တော်ကံကောင်းတယ်လို့ပြောရမယ်တော်သေးရပါအသက်ရှင်လည်းပြန်လာနိုင်လို့သူတို့ညီကိုနှစ်ယောက်ကရေလဲရမ်းစားနေပြီဖြစ်တာကြောင့်ရွာကိုအမြန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့လမ်းခုလက်တနေရာမှာတော့အသက်80ကျော်လောက်ရှိတဲ့ဖုန်းတော်ကြီးတစ်ပါးနဲ့သူတို့ကဆုံတွေ့ခဲ့ရပါတယ်တခါလေးတို့ဦးစင်းဒီနားမှာတရားထိုင်နေလို့တရားကျင့်နေလို့ဘယ်နေရာကအဆင်ပြေလောက်လဲသိကြလားကွတကယ်လို့အဆင်ပြေမယ်ဆိုရင်ဖုန်းလမ်းညွှန်ပေးပါအောင်ကွဦးစင်းဖေဒီနားမှာတရားထိုင်မယ်ဆိုရင်တော့အဆင်မပြေလောက်ဘူးထင်တယ်ဖေဘာမှလည်းမရှိဘူးပြီးတော့ဦးစင်းကအသက်လည်းကြီးနေပြီဆိုတော့လေရွာကဖုန်းကြီးကျောင်းနေမှာပဲတရင်သုံးတာပို့ပြီးကောင်းမယ်ထင်တယ်ဖေဦးစင်းအောင်စိတ်ပူလို့ပါတပည့်တော်တို့ညီကိုနှစ်ယောက်တော့မှမသိုံတမဲပြန်လာရတာဆိုတော့ဒီတောတဲ့တောင်တွေကအရန်ခေါင်နေဖေတစ်ချက်တော့စဉ်းစားပါအောင်နော်တခါလေးတို့စေနာကိုဖုံနားလဲပါတယ်ကွယ်တခုတော့ရှိတယ်တခါလေးတို့ဘယ်တော့မှကိုကအကြာကြီးနေရမယ်လို့မတွေးနဲ့နော်တည်ချင်းတရားအချိန်မရွေးရောက်လာနိုင်တယ်အဲ့တော့အန်နီယရီပါရီဆိုတာကိုအမြဲတမ်းထားပြီးတော့ဆင်ခြင်ပြီးနေထိုင်တဲ့နဲ့အသက်ရှင်နေတဲ့အချိန်ကာလမှာစိတ်ကောင်းနှလုံးကောင်းလေးထားပြီးတော့အမြဲနှလုံးကိုတန့်စင်နေအောင်စိတ်အညစ်အကြေးတွေမရှိအောင်နေထိုင်ကြရမယ်ကွဦးစင်းစကားကိုမြင်မြင်မှတ်ထားပါမနှက်ဖြန်ဆိုတာဝေးပါတယ်နောင်ဘွားဆိုတာကတော့ခဏနေလဲဖြစ်သွားနိုင်တယ်အခုစကားပြောနေရင်လည်းဖြစ်သွားနိုင်တယ်မနှက်ဖြန်ဆိုတာဝေးပါနောင်ဘွားဆိုတာနီးနီးလေးပါလို့ပြောပြီးတော့စံပါနဲ့နောင်တို့ညီကိုနှစ်ယောက်ကိုဦးစင်းကမြေခွဲလေးတစ်လုံးပေးခဲ့ပါတယ်စံပါတို့ညီကိုနှစ်ယောက်ကဦးစင်းပြောတဲ့စကားတွေကိုနားလဲတယ်လို့နားမလဲတယ်လို့ဖြစ်နေပါတယ်တယောက်နဲ့တယောက်ကြည့်ပြီးတော့ဘာမှတော့မေးဖို့နေဆက်မမေးတော့ပါဘူးဒီလိုနဲ့ဦးစင်းနဲ့စံပါတို့ညီကိုနှစ်ယောက်နှုတ်ဆက်ပြီးတော့လမ်းခွဲခဲ့ကြပါတယ်ခဏကြာမှာတော့စံပါတို့ညီကိုနှစ်ယောက်တစ်ခုခုကိုသတိရသွားပါတယ်ဟာဦးစင်းသွားတဲ့လမ်းကတောမီလောင်နေတဲ့လမ်းပဲငါတို့တော့မတေုံတမဲပြန်လာရတာဦးစင်းဘလို့လို့အသက်ရှင်နိုင်ပါလဲမကောင်းတော့ဘူးငါတို့အမြန်သွားတာမှဖြစ်မယ်ဒီတိုင်းလွတ်ထားရင်ဦးစင်းအနေနဲ့အသက်လည်းကြီးနေပြီနော်အကိုတို့အမြန်သွားတာမှဖြစ်မယ်လာဒီရှင်လိုက်ရင်မိသေးတယ်အဲ့လိုနဲ့ဖုံသွားတဲ့လမ်းကိုဆံပါတို့ညီကိုနဲ့အလောတကြီးပြေးလွှားခဲ့ပါတယ်ဒါပေမဲ့သူတို့ရောက်သွားတဲ့အချိန်မှာအချိန်မမီတော့ပါဘူးဦးစင်းကမီးထဲကိုအေးဆေးဆေးတက်ကြွလန်းဆန်းစွာနဲ့ဖြတ်လျှောက်သွားပါတယ်ဦးစင်းရက်ပါအောင်ဗျအရှိမမီးတွေဦးစင်းအန်ရရှိတယ်သွားပြီထင်တယ်ကိုကျွန်တော်တို့အချိန်မီမတားလိုက်နိုင်ဘူးဦးစင်းကကျွန်တော်တို့ပြောတာလည်းမကြားဘူးမီးတွေကိုမမြင်သလိုမျိုးရှေ့ကိုဆက်သွားနေတယ်ဗျဟဲ့မင်းအဲ့ဒါကိုမြင်လိုက်လားတေချာကြည့်ရောဦးစင်းသွားတဲ့လမ်းတစ်လျှောက်မီးတွေအကုန်လုံးငြိမ်းသွားတယ်ဒါတော်တော့ထူးဆန်းတယ်ဒါဘာသဘောလဲဦးစင်းကအရန်တကိုးကြီးလို့လားနောင်နဲ့ဆန်ပါတို့ညီကိုနဲ့အရန်ကိုမှအံ့ဩထိတ်လန့်သွားပါတယ်အရန်ကိုစမ်းကြဲတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတာကြောင့်သူတို့ခဏတာကြောင်အန်းသွားပါတယ်နေအောင်ကွာဦးစင်းတော့ကငါတို့လိုက်ပြီးတော့အချိုးချောင်းမေးကြီးမှရမယ်ဒီလိုနဲ့ဆန်ပါနဲ့နောင်တို့ညီကိုနဲ့ဦးစင်းတော့ကိုပြေးလိုက်သွားခဲ့ပါတယ်ဦးစင်းခဏရက်ပါအောင်ဦးစင်းတပည့်တော်တို့အစောကဦးစင်းနဲ့တွေ့ခဲ့တဲ့2ယောက်ပါခဏအကြာပြေးလိုက်ခဲ့ပြီးတဲ့နောက်မှာသူတို့ကဦးစင်းကိုမှီသွားပါတယ်သူတို့ဦးစင်းနဲ့ရောက်သွားတဲ့အချိန်ဦးစင်းကသူတို့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲသူတို့အရန်ကိုမှအံ့ဩထိတ်လန့်သွားပါတယ်အဲ့ဒါကတော့ဦးစင်းရဲ့ခန္ဓာကိုယ်နဲ့ရုပ်ရည်တွင်ပြင်ကအရန်ကိုငယ်ရွယ်သွားတဲ့ဦးစင်းတစ်ပါးဖြစ်သွားပါတယ်ဒါဆောနာတို့တွေ့ခဲ့တဲ့ဦးစင်းမဟုတ်ဘူးလားအရှင်ဖေအစောကကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ဦးစင်းပဲလားအစောတွေ့ခဲ့တာကအသက်80လောက်ရှိပြီးတော့အရန်ကိုအိုမင်းနေတဲ့ဦးစင်းပါတကားလေးတို့ခန္ဓာကိုယ်နုပြိုမှုနဲ့အိုနေတဲ့ခန္ဓာကိုယ်တွေကိုစိတ်ထဲမှာထည့်မတွေးထားပါနဲ့
ဒီခန္ဓာကြီးကအိုမဲနာမဲတေးမဲဆိုတာအကြောင်းရှိပြီးသားပါအဲ့တော့နုပြိုသည်ပဲဖြစ်ဖြစ်အိုမင်းရင်းရော်သည်ပဲဖြစ်ဖြစ်ဒါတွေကအရေးမကြီးပါဘူးဘယ်ရာမှမတည်မြဲဘူးဆိုတာအမြဲတမ်းတတိထားဆင်ခြင်ပါခန္ဓာကိုယ်ကြီးကိုမတွေ့တာပါနဲ့ခန္ဓာရှိရင်အနာရှိမယ်အိုမဲနာမဲတေးမဲဆိုတာကိုစိတ်နှလုံးထဲမှာထည့်ထားပါတရဏဂုံသုံးပါးကိုအမြဲတတိရပါကောင်းမှုကုသိုလ်တွေလုပ်ပါအဲ့လိုနဲ့ဖုံဖုံကညီကိုနှစ်ယောက်ကိုတရားဟောပြီးတဲ့နောက်မှာသူသွားမဲ့လမ်းကိုဆက်ပြီးသွားပါတယ်ညီကိုနှစ်ယောက်ကဖုံဖုံပြောခဲ့တဲ့စကားတွေကိုစိတ်ထဲမှာမှတ်ရင်းနဲ့ဦးစင်းကိုကြည့်လိုက်တဲ့အခါမှာတော့ဦးစင်းသွားနေတာကရှောင်းနဲ့မြေကြီးနဲ့မထိဘူးဆိုတာကိုသူတို့မြင်လိုက်ရပါတယ်ခဏကြာတော့ဖုံဖုံကပျောက်ကွယ်သွားပါတယ်ညီကိုနှစ်ယောက်လည်းဖြစ်ပျက်ခဲ့သမျှတွေကိုပြန်တွေးပြီးတော့ရေအရန်ဆာလောင်နေတာဖြစ်တာကြောင့်ရွာကိုအမြန်ဆုံးပြန်လာခဲ့ပါတယ်ရွာကိုပြန်လာနေရင်ခဏအကြာမှာတော့တောမီးတွေလောင်ပြီးတော့မီးငိမ့်သွားတဲ့နေရာမှာလူနှစ်ယောက်လဲနေတာကိုသူတို့မြင်လာရပါတယ်အရန်ကိုထိတ်လန့်သွားကြပါတယ်အဲ့ဒါကတော့သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေပဲဖြစ်ပါတယ်သူတို့ဟာခန္ဓာကိုယ်တွေကိုကြည့်ပြီးတော့စဉ်းစားမရဖြစ်နေပါတယ်အရန်ကိုလည်းမွန်းကျက်နေပါတယ်အကိုကျွန်တော်တို့ခန္ဓာကိုယ်တွေပဲကျွန်တော်တို့တည်သွားလားကျွန်တော်တို့ကဒါဝိညာဉ်တွေလားအစောကတွေ့ခဲ့တဲ့ဖုံဖုံကရောဝိညာဉ်ပဲလားကျွန်တော်တို့တော့အသက်မရှိတော့ဘူးထင်တယ်အကိုဆံမကခဏနေအောင်ကွာငါတို့တည်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့မတည်ပဲဝိညာဉ်တွေကမျောနေတာလည်းဖြစ်နိုင်တယ်ငါတို့ဒီခန္ဓာကိုယ်တွေကိုပြန်ဝင်လို့ရတဲ့နည်းလမ်းရှိရင်ငါတို့အသက်ပြန်ရှင်နိုင်မယ်ဆိုတော့ခဏလောက်စောင့်ကြည့်ပါဦးဖြစ်ပါမလားကိုရကျွန်တော်တို့တော့မျှော်လင့်ချက်မရှိတော့ဘူးထင်ပါတယ်ဒီလိုမှန်းသိရင်ကျွန်တော်တို့ကောင်းတာတွေလုပ်ပြီးတော့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့ပါတယ်ဗျာဆိုပြီးတော့ညီကိုနှစ်ယောက်နောင်တရနေပါတယ်အရှိန်အတော်ကြာစကားတွေပြောပြီးတဲ့နောက်သူတို့ကနောင်တရနေတဲ့အချိန်မှာပဲတခုခုကိုသတိရသွားလိုက်ပါတယ်အဲ့ဒါကတော့အစောကသူတို့ကိုဖုံဖုံပေးခဲ့တဲ့မြေခဲလေးအကြောင်းပါဖုံဖုံပေးခဲ့တာအကြောင်းမဲ့တက်တက်မဟုတ်ဘူးဆိုပြီးတော့သူဟာနားလည်လိုက်ပါတယ်ညီလေးအစောကဦးစင်းပေးခဲ့တဲ့မြေခဲလေးရှိလားအဲ့ဒါလေးတစ်ချက်လောက်ထုတ်လိုက်ပါဦးဒီမြေခဲလေးကဘာလို့နိုင်မှာမလို့လဲအကိုရကျွန်တော်တို့ကိုကူညီနိုင်မှာမလို့လားဒီလိုနဲ့နောင်နောင်ကမြေခဲလေးကိုထုတ်လိုက်ပါတယ်ခဏကြာမှာတော့မြေခဲလေးကနေပြီးတော့အလင်းတွေဖြာထွက်လာပြီးတော့ကြောက်တုံးတုံးဖြစ်သွားပါတယ်အဲ့ဒီကြောက်တုံးလေးကသူတို့နှစ်ယောက်ရဲ့ဝိညာဉ်ကြားမှာပြန်ဝဲနေပါတယ်ခဏအကြာမှာတော့ကြောက်တုံးတုံးကနေပြီးတော့ကြောက်လုံးနှလုံးဖြစ်သွားပါတယ်အဲ့ဒီနောက်မှာသူတို့ဝိညာဉ်တွေရဲ့ပါဇက်ထဲကိုဝင်သွားခဲ့ပါတယ်ခဏကြာမှာတော့ဝိညာဉ်တွေပျောက်ကွယ်သွားပြီးတော့ခန္ဓာကိုယ်နှစ်ခုကနိုးထလာပါတယ်ဘာဖြစ်သွားလဲအကိုဆန်းပါကျွန်တော်တို့မတည်တော့ဘူးဗျဟုတ်တယ်ငါတို့အသက်ပြန်ရှင်လာပြီဒါအရန်ကိုထူးဆန်းတယ်ပြီးတော့အစောကတွေ့ခဲ့တဲ့ဖုံဖုံကျွန်တော်တို့ကယ်တင်လိုက်တာပဲဗျဟုတ်တယ်ဆမ်ဘာတို့ညီကိုနဲ့အသက်ပြန်ရှင်လာတဲ့အခါအရန်ကိုပျော်ရွှင်နေကြပါတယ်တကယ်တော့အစောကသူတို့တောထဲမှာတောမီးတွေမိရင်းနဲ့မီးခိုးလုံးတွေမှုန်ကတတိလစ်ပြီးတော့မီးလောင်တဲ့နားမှာပဲသူတို့ရဲ့ခန္ဓာကိုယ်နှစ်ခုကမိမျောသွားတာပါအဲ့ဒီအချိန်မှာသူတို့ရဲ့ဝိညာဉ်တွေကထွက်ခွာသွားပါတယ်သူတို့ရဲ့ဝိညာဉ်တွေထွက်ပြီးတော့မျောနေတော့မှထူးဆန်းတဲ့ဖုံဖုံနဲ့သူတို့ဆုံတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်သူတို့ကတေနေမရှိသေးတဲ့အတွက်ဖုံဖုံကသူတို့ကိုအသက်ပြန်ရှင်ခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့စံပါနဲ့နောင်နောင်တို့ညီကိုနှစ်ယောက်လုံးရွာကိုပြန်လာခဲ့ကြပါတယ်သူတို့ကဖြစ်ပျက်သမျှတွေကိုပြန်တွေးရင်သူတို့အသက်ရှင်ရတာဟာကောင်းမှုကုသိုလ်တွေလုပ်ဖို့အတွက်သူတို့ရဲ့နောက်ဆုံးအခွင့်အရေးဆိုပြီးတော့သူတို့ကတတ်မှတ်ကြပါတယ်အဲ့ဒီနောက်မှာညီကိုနှစ်ယောက်မကောင်းတာတွေကိုလုံးဝမလုပ်တော့ဘဲနဲ့အမြဲတမ်းစိတ်နှလုံးအေးချမ်းအောင်ထားပြီးတော့တရားကျင့်ကြံတဲ့ကောင်းမှုကုသိုလ်တွေကိုအမြဲလုပ်တယ်သူတို့ရဲ့ကျေးဇူးရှင်ဖုံဖုံနဲ့အနန္တောနန္ဒ၅ပါးကိုစိတ်ထဲမှာအမြဲတမ်းမေတ္တာပို့တယ်ပြီးတော့မမြင်ရတဲ့ပုံကိုယ်တွေတတ္တဝါတွေအားလုံးကိုမေတ္တာပို့အမြပေးဝေရင်းနဲ့သူတို့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားကြပါတော့တယ်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေလုပ်နိုင်ဖို့အတွက်လည်း channel လေးကို like and subscribe လေးဖြင့် support ပေးခဲ့ကြပါဦးเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ